စားလိုက်ပါဦးမယ်ကြည့်တင်ပါတယ်ကိုယ်လိုရှေ့တော့မသိပါဘူးလားမကြမ်းကြဆိုရင်ဟိုအစားစားဘလို့တက်တက်လာပါဒီလားမတွေ့ပြအောင်ချမ်းကြီးတို့တင်ပြီးကြီးတို့ဒီမှာငပိတွေပိုင်းနေပတ်စားတာပါအဲ့တက်လာရင်ဗိုက်စားဘလို့ဖြစ်လဲဆိုတော့အမဂျပန်မှာလည်းမြန်မာဆိုင်ရောရှိရဆိုပေမဲ့ဒီတကွေးရသွားဖို့ဆိုတာလည်းနေရာတွေဝေးရတယ်ဘာညာရှိအဲ့တော့အလုပ်အားတွေရနေထိုက်ပြီးတော့သွားမှာမျိုးရှိတော့တော်တော်နဲ့မသွားပြီဆိုမနေ့ကလာဗီဒီယိုပဲကြည့်နေဗိုက်စားတာသူစားတာဘာညာရှိဗိုက်စားတာပြီးမြနေပြီးတော့မြန်မာစားဆိုင်လက်ပါလိုက်အဲ့ဒီနေ့ရောက်ချလာပေါ့ဒီတနိုင်လောက်ရောက်ချလာဆိုတော့ပေါက်ကမဖောက်သေးဘူးအနည်းကဗိုက်ဆာဆာနဲ့မှာချလိုက်ဘာလို့မှဒီထဲတော့မသိဘူးပေါ့ဒီဘာလို့တောင်းလဲဆိုတော့ဒီထဲမြန်မာလိုပဲဖောက်လိုက်တော့တော့ပေါင်ချလီနဲ့အရင်ဆုံးထိမိကူရဲ့ချင်းပေါင်ကြိုငပိချင်းဆက်ငပိချင်းဆက်ငပိကျက်နှစ်ငပိကျက်နှစ်အဲ့နှစ်ပြန်ကြိုဟိုတစ်ခေါက်လည်းတစ်ခေါက်မှာဘူးဝင်းနှစ်ပြန်ကြိုခေါက်လက်ပတ်တုတ်စားမယ်ရှင်းနေခုနကဝင်းနှစ်ပြန်ကြိုနေတော့လက်ပတ်တုတ်လက်စုံလေးနဲ့တုတ်စားပြီးရဲ့စီချက်တဲ့ဒီစခေါက်စမစားကြပြီဆိုတော့ခါလေးမှာလို့နောက်ပြီးတော့ပါရှိသေးတယ်ကင်မွန်းကျွန်းရဲ့ကြိုโอเคအဲ့ဒါတွေကိုနောက်ပါရှိသေးတယ်ဒါလေးတွေပေါ့နော်စားချင်တာလေးမှာချပလိုက်တာချမောင်ကြိုနဲ့အမင်းနဲ့စားပါမယ်ဖောက်လိုက်ပါပြီဒီကောင်နဲ့ကြိတ်ပါမယ်ကဲစားလိုက်ပါဦးမယ်ကြည့်တင်ပါတယ်